ကျွန်တော်အိပ်ပျော်နေတော့မှကျွန်တော်ဇနီးရဲ့ကြောပေါ်က4000ကွက်ပုံတင်ဂီတာတစ်ခုကိုသတိထားမိလိုက်တယ်တီးကျင်စိတ်ကြောင့်ကျွန်တော်ကကျွန်တော်ရဲ့စကားပြောဆက်နဲ့အဲ့ဒါကိုဖတ်ရှုကြည့်ခဲ့တယ်ကျွန်တော်အံ့ဩသွားလောက်အောင်ပဲတင်ဂီတနောက်ွယ်မှာရီတကယ်ပဲရှိနေခဲ့ပါတယ်အဲ့ဒါကအဝေးတူလောင်မှုနေရာပေါ်က50ရှိတဲ့ရုပ်တံမှတ်တမ်းတစ်ခုစီကိုဥတီနေပြီးဝင်ရောက်ကြည့်ရှုဖို့စကားဝက်တစ်ခုလိုအပ်ခဲ့ပါတယ်ကျွန်တော်စိတ်ရှုပ်ထွေးသွားခဲ့တယ်ဒီရုပ်တံမှတ်တမ်းပေါ်မှာဘာတွေများရှိနေနိုင်မလဲကျွန်တော်စဉ်းစားနေတော့မှပဲကျွန်တော်ဇနီးကရုတ်တရက်နိုးထလာခဲ့တယ်သူ့ရဲ့အမူအရာ4000ကွက်ပုံတင်ဂီတာအကြောင်းသူမှမသိဘူးဆိုတာကျွန်တော်ပြောနိုင်ခဲ့တယ်ကျွန်တော်ကဒါဟာနောက်ပြောင်ကြီးစဲမှုတစ်ခုခုဖြစ်နိုင်တယ်လို့ထင်ပြီးလစ်လူရှုလိုက်ကမိပိတ်ပြီးပြန်လှည့်သွားခဲ့ပါတယ်နောက်တနေ့မှာတော့ကျွန်တော်လုပ်ကိစ္စခီးထွက်နေတော့မှကျွန်တော်ဇနီးနဲ့အတူတူလေရင်တစည်းတည်းဖြစ်သွားခဲ့ပါတယ်သူမကိုအံ့ဩသွားစေချင်တာကြောင့်ကျွန်တော်ကမျက်နှာဖုံးတစ်ခုနဲ့အယောင်ဆောင်ခဲ့ပြီးသူမကျွန်တော်ကိုမမှတ်မိဖို့မျှော်လင့်ခဲ့ပါတယ်ကျွန်တော်အံ့ဩသွားလောက်အောင်ပဲသူမကျွန်တော်ကိုမမှတ်မိခဲ့ပါဘူးသူမကကျွန်တော်ကိုပထမတန်းကအရေးကြီးတဲ့တထေးတစ်ယောက်လို့ထင်ခဲ့ပါတယ်သူမကကျွန်တော်ကိုပထမတန်းခီးတဲ့ခန်းစီကိုကိုယ်တိုင်လမ်းညွှန်ခေါ်ဆောင်သွားခဲ့ပါတယ်ပထမတန်းခန်းကိုမြင်တော့ကျွန်တော်အံ့အားသင့်သွားခဲ့တယ်ထိုင်ကုန်ဆဲနှလုံးနဲ့လေရင်မဲ့ရှိရောက်ရှိပြီးအားလုံးကခီးတဲ့တွေကိုကိုယ်တိုင်ဝန်ဆောင်မှုပေးနေကြပါတယ်ယောက်ျားတစ်ယောက်ချင်းစီမှာရေခဲစိန်ကော်ဖီအမဲတစ်ခွက်စီရှိနေခဲ့ပါတယ်အစပိုင်းမှာတော့ကျွန်တော်အများကြီးမစင်စားခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ထိုင်ချလိုက်တဲ့အခါမှာတော့ဝန်ဆောင်မှုအဆင့်ကြောင့်နှင်းသက်သွားခဲ့ရပါတယ်လေရင်မယ်တွေကကျွန်တော်ခီးဆောင်အိတ်တွေကိုကူညီပေးခဲ့ကြတယ်တယောက်ကတော့ကျွန်တော်ကိုဝန်ဆောင်မှုပေးဖို့ဒူးထောက်ခဲ့ပါသေးတယ်အဲ့ဒီနောက်ကျွန်တော်ဇနီးကနှွေးထွေးတဲ့အပြုံးနဲ့တူအခန်းစီဖက်နှက်တွေယူဆောင်လာပေးခဲ့ပါတယ်သူမကကျွန်တော်ကအချိုရီတောက်ချင်တယ်လဲလို့မေးခဲ့ပါတယ်လူတိုင်းမှာရေခဲစိန်ကော်ဖီအမဲတွေရှိနေတာကိုကျွန်တော်သတိထားမိလိုက်တယ်ကျွန်တော်လည်းတစ်ခွက်မှလိုက်ပါတယ်ကျွန်တော်ဇနီးကကျွန်တော်ကိုကျေနပ်တဲ့အပြုံးတစ်ခုပေးခဲ့ပါတယ်သူ့ရဲ့ကျင်နာမှုကကျွန်တော်ကိုမင်းတက်သွားစေခဲ့တယ်သူမကကျွန်တော်ကိုဒီလိုမျိုးဘယ်တော့မှမဆက်ဆံခဲ့ဘူးပါဘူးဒါပေမဲ့ကျွန်တော်ကသူမအလုပ်လုပ်နေတာပဲလို့ကိုကိုတတိပေးပြီးလွှတ်ချခဲ့ပါတယ်အဲ့ဒီနောက်သူမကရှေ့ကခရီးသည်တွေတန်းစီနေကြကြောင်းပြောခဲ့ပါတယ်ကျွန်တော်စိတ်ရှုပ်ထွေးသွားခဲ့တယ်အချိုကြီးတစ်ခွက်အတွက်သူတို့ဘာလို့တန်းစီဖို့လိုအပ်မှာလဲအဲ့ဒီအချိန်မှာပဲနောက်ထပ်လေရင်မဲတယောက်ကချော်လဲပြီးကျွန်တော်ပေါ်ကျလာခဲ့ပါတယ်သူမကချက်ချင်းတောင်းပန်ခဲ့ပါတယ်ကျွန်တော်ကသူ့ရဲ့ကျွမ်းကျင်ပိုင်နိုင်မှုကြောင့်သဘောကျသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့ကျွန်တော်ဇနီးကထွက်လာပြီးလေရင်မဲကိုအော်ငေါက်ခဲ့ပါတယ်လေရင်မဲကအမြန်ပြန်ထားအချိုးရည်ကိုယူပြီးကျွန်တော်ကိုဆက်လက်ဝန်ဆောင်မှုပေးဖို့ဒူးထောက်ချလိုက်ပါတယ်ကျွန်တော်ဇနီးထွက်သွားပြီးတဲ့နောက်မှာတော့ကျွန်တော်ကမျက်နှာဖုံးကိုအမြန်ချုပ်လိုက်တယ်ကျွန်တော်ရေခဲစိန်ကော်ဖီမဲကိုတငုံတောက်သုံးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာဘာမှထူးခြားတာမရှိခဲ့ပါဘူးကျွန်တော်ထူးဆန်းတာတစ်ခုကိုသတိထားမိလိုက်တယ်ရေခဲစိန်ကော်ဖီမဲမာတဲ့ခရီးတဲ့အားလုံးကိုတန့်စင်ကန်းစီကို3ယောက်တစုနဲ့လိုက်ပါပို့ဆောင်ပေးနေခဲ့ပါတယ်ကျွန်တော်တန်တရားဝင်စပြုလာခဲ့တယ်ကျွန်တော်စဉ်းစားနေတော့မှပဲရေခဲစိန်ကော်ဖီအမဲကင်ထားတဲ့နောက်ထပ်ခရီးတဲ့တယောက်ကအချိန်ကျပြီဖြစ်ကြောင်းကျွန်တော်ဇနီးကိုအချက်ပြလိုက်ပုံပါပဲသူတို့ကတန့်စင်ကန်းစီကိုအတူတူခိုးထွက်သွားခဲ့ကြတယ်လေရင်ပေါ်မှာတန့်စင်ကန်းနှခမ်းမဲ့ရှိပေမဲ့ခုလေးတင်ခရီးတဲ့3ယောက်ဝင်သွားခဲ့တာကိုကျွန်တော်သတိရလိုက်ပါတယ်နိုင်ဝက်အကြာမှာတော့ကျွန်တော်ဇနီးနောက်ဆုံးမှထွက်လာခဲ့ပါတယ်အရင်ဆုံးဝင်သွားခဲ့တဲ့ခရီးသည်တွေကကျေနပ်တဲ့အမှုအရာတွေနဲ့ထွက်လာခဲ့ကြတယ်အဲ့ဒီနောက်ပထမလေရင်မယ်ကထွက်လာခဲ့ပါတယ်သူမကစိတ်လှုပ်ရှားနေပုံပါပဲကျွန်တော်စိုးရိမ်မှုကကြီးထွားလာခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဇနီးကအထဲမှာအချိန်ကြာကြီးရှိနေခဲ့လို့ပါကျွန်တော်ကကျွန်တော်သိချင်စိတ်ကိုဆက်မထိန်နိုင်တော့ပါဘူးကျွန်တော်လေရင်မယ်တယောက်ကိုပြောခဲ့တယ်ကျွန်တော်တန့်စင်ခန်းသုံးဖို့လိုပြီးတကားဝကိုပြပေးဖို့တောင်းဆိုခဲ့ပါတယ်ကျွန်တော်တန့်စင်ခန်းတကားကိုရောက်တဲ့အခါမှာတော့နောက်ခန်းကနေကျွန်တော်ဇနီးရဲ့အတန်ကိုကြားလိုက်ရပါတယ်ကျွန်တော်ခောက်လိုက်တဲ့အခါအမျိုးသားတယောက်ရဲ့အတန်ကတုတ်ပြန်ခဲ့ပါတယ်လေရင်မယ်ကကျွန်တော်ကိုမြင်တော့တကားကိုအလင်းအမြန်ဖွင့်ပေးခဲ့တယ်ချင်းကပ်ရင်ကျွန်တော်ဝင်သွားခဲ့ပြီးလေရင်မယ်ကစိတ်သက်သာရာရစွာနဲ့တက်ပြင်းချခဲ့ပါတယ်မျက်နှာတစ်ပြီးတဲ့နောက်မှာတော့ကျွန်တော်တွေးလို့နေတာဖြစ်နိုင်တယ်လို့ခံစားစပြုလာခဲ့တယ်နောက်ဆုံးတော့ကျွန်တော်ဇနီးကလက်မထက်ခင်တုန်းကတခြားယောက်ျားတွေနဲ့အမြဲတမ်းအကွာအဝေးမှာနေခဲ့တာကြောင့်သူမဘာမှမလုပ်မှာမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်ခဲ့ပါတယ်ကျွန်တော်မျက်နှာဖုံးကိုပြန်တက်ပြီးတန့်စင်ခန်းကနေထွက်လျှောက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်ထိုင်ချလိုက်ချိန်လေးမှာပဲကျွန်တော်ဇနီးကလိုက်ကနောက်ကနေထွက်လာပြီးဖီယိုပဲဖြစ်နေပုံမှာပဲသူမနဲ့အတူဝင်သွားခဲ့တဲ့အမျိုးသားကနောက်ကလိုက်လာခဲ့ပါတယ်ကျွန်တော်မြင်သက်သွားလောက်အောင်ပဲကျွန်တော်ဇနီးရဲ့ကိုသတိထားမိလိုက်ပါတယ်